မင်္ဂလာပါအခုက auto sum ကို shortcut နဲ့ပေါ့နော်ဘယ်လိုသုံးလဲဆိုတာကိုပြပြပေးသွားပါမယ်ဒီမှာဆိုရင်ကျမတို့ကဒါ product တွေရှိတယ် January ရောင်းအားရှိတယ် February လရောင်းအားရှိတယ် March လရောင်းအားရှိတယ်ပေါ့နော်ဒီမှာ3လစာရောင်းအားကိုလိုချင်တယ်ပေါ့ဒါဆိုရင်ကျမတို့ပေါင်းအောင်ပါပါဒီမှာဆိုရင်လည်းအတိုင်းပဲဒါကတော့ဒီ January တစ်လစာကိုမှာပစ္စည်းအစုံပေါ့နော် product အစုံရောင်းအားဒါကတော့ပစ္စည်းတစ်ခုချင်းစီကိုမှာ3လပေါင်းရောင်းအားကိုလိုချင်တယ်ပေါ့နော်ဒီဘက်က total ကိုလည်းကျမတို့ပေါင်းရမှာဖြစ်တယ်လို့ဒီအောက်က total ရှာခြင်းနဲ့ပေါင်းပြရမှာဖြစ်ပါတယ်အဲ့တော့အလွယ်ဆုံးနဲ့အမြန်ဆုံးနည်းဖြစ်အောင်ဘယ်လိုတွက်မလဲဆိုတော့ကျမတို့ဒီပေါင်းခြင်းတဲ့ sequence တွေကို select လုပ်လိုက်မယ်ပြီးရင်ဒီ total ရှာခြင်းတဲ့ sequence တွေကို select လုပ်လိုက်ပါဒီကဘေးတိုင်းလည်းရတယ်အထက်အောက်လည်းရတယ် select လုပ်လိုက်ပြီးတော့ keyboard ကနေပါနှိပ်မယ်ဆိုရင် alter key နဲ့ equal ကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်တန်းပြီးတော့အဖြေထွက်လာပါလိမ့်မယ်နော်formula ကိုတစ်ချက်စစ်ချင်တယ်ဆိုရင်လည်းဒီမှာ sequence ထားလိုက် formula bar မှာ sum ပေါင်းပြီးတယ်ဘယ်ကနေဘယ်လဲဆိုရင်B3 ကနေ D3 second တွေကိုပေါင်းပြပါမယ်နော် January ရောင်းအားက B3 February ရောင်းအားက C3 ဒီ March လရောင်းအားက D3 နော်ဒါဆိုရင်မှန်ပါတယ်။ဒါအောက်က total မှာဆိုရင်ကြည့်ကြည့်လိုက်ရင် B3 ကနေ B13 second တွေကိုပေါင်းပြမှာဖြစ်ပါတယ်။ B3 ကဒီမှာ foundation ကနေ B13 ဒီမှာဒီ toner ဒီ second တွေရဲ့ရောင်းအားကိုပေါင်းပြမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အမြင့်ဆုံးတက်နိုင်သွားပါပြီဖြစ်ပါတယ်